ရုတ်တက်တော့တွေမှာလေအမြဲတမ်းစားပြနေကြလို့ကြည့်ပြီးတော့တရေကြနေရတယ်ဒီ ready made နကန် hot pot ဘူးကြီးကိုဒီနေ့နီစားပြပါမယ်ကဲဟာဟိုင်းဒီနေ့ကတော့နီအရန်ပျော်နေပါတယ်ဒီမှာနီစီကိုမုံထုတ်ကြည့်အကြီးပဲလက်ဆောင်ရောက်ထားပါတယ်။ဒါတဲ့မုံတွေကလည်းလုံးဝကိုကြိုက်တဲ့တရုတ်ခောက်ဆွဲဘူးတွေခယူခောက်ဆွဲတွေ hot pot ဘူးတွေဆိုတော့မုံတွေကတော့ရောက်ထားတာအများကြီးပဲညီကတော့ဒီနကန် hot pot ဘူးကြီးကိုတော်တော်ကြီးကိုစိတ်ဝင်စားနေပြီဆိုတော့ညီဒါလေးကိုအားလုံးနဲ့တူတူဒီနေ့တခါတည်းစားပြမယ်မန္တလေးမှာဒီလိုမျိုးမုံလေးတွေကိုလက်လီလက်ကဝယ်လို့ရတဲ့ဆိုင်လေးသိချင်ရင်အဆုံးထိကြည့်နော် Let's cook itကဲဆိုတော့ညီတို့တွေသူ့ဘူးထဲမှာဘာတွေပါလဲအရင်ကြည့်ကြရအောင်သူကအပေါ်ကတော့နကန်ပါတယ်ဘဲတွေးကိုအသုံးလိုက်ကြီးထည့်ထားပေးတယ်ပြီးတော့ညီတို့ဂျယ်လီခောက်ဆွဲတွေရဲ့အတီးအရွက်အထုပ်ကလေးတွေနဲ့ sausage လေးတွေပါတယ်ငုံဥပါတယ်ပြီးတော့အနှစ်ထုပ်ကလေးတွေကတော့တော်တော်များများပါတယ်ပေါ့နော်သူကအပေါ်အောက်နှစ်ထပ်စလုံးမှာပစ္စည်းတွေထည့်ထားပေးပါတယ်အောက်မှာကတော့ညီတို့ဒီအပူပေးရမယ့်အထုပ်ကလေးတွေကိုရေလေးထည့်ပြီးတော့အပေါ်ကနကန်မှာပဲညီတို့ပစ္စည်းလေးတွေထည့်ပြီးတော့ပြုတ်ရမှာပေါ့နော်ရေညိရယ်အာလူးရယ်မို့အမဲရယ်အဲ့လိုမုံတွေကိုလေအဲ့လိုရှောက်လုပ်ပြီးတော့စားနေရတာလေတကယ်တော့ပျော်စရာကြီးနော်ဖက်ဆိုအကုန်ထည့်ပြီးတော့ရေလေးထည့်ပြီးအုပ်ထားပြီးခဏနေစားပြီးဘူးကြီးပြစ်ပလိုက်ရုံပဲဆိုတော့အရန်ပျော်စရာကောင်းတယ်ပကံမစေးရတဲ့အပိုင်းကအိုးမာလာအစီများသားချင်းလေညီပြောသလိုမျိုးအသားလုံးတွေခောက်ဆွဲချောက်တွေအရွက်တွေအိမ်မှာရေခဲတထာတွေကရှိတဲ့ဟာလေးတွေလေသူ့ဟင်းရည်ထဲကိုထပ်ထည့်လိုက်ကိုကနေပြီးတော့လေဒါလည်းလို့ရတာအနစ်ကလေးပဲအနစ်ဒီဘက်ကအချိုဖြစ်မှာဆိုအိုးနားအနစ်ကလေးမွေးနေရောဒါတော့ငုံဥပါဘလက်ကနေဖြစ်မှာကြောက်ရတယ်အိုးသွေးခဲရလုံးဝဘူးလိုက်ကြီးပေါ့နော်ထည့်ပါမယ်ဟူးဟူးဟူးစားကြရည်စားရိုက်ချင်ရည်ရိုက်နေတယ်တယောက်တည်းလေးရှုပ်ရှက်တွေကိုခတ်နေရော Happy birthday to you မွေးနေ့ကိတ်လေးလေးနေရတယ်ဒါလေးကအစကငုံဥလို့ထင်နေတာငုံဥမဟုတ်ဘဲနဲ့သူက sausage ဖြစ်ပါတယ်ရမ်းတော်တယ်ဖောက်လိုက်တာရမ်းတော်တယ်ရမ်းတော်ထပ်ပေါက်Okay မှန်ပါတယ်သူ့ထဲမှာပါတဲ့ခောက်ဆွဲလေးတွေအဖက်ကလေးတွေမြုပ်သွားတဲ့အထိကိုနေရောရေလေးနဲ့ကန့်စလုံးကိုဖြည့်ပေးလိုက်မယ်ပေါ့နော်ကဲဆိုတော့နေတော့အောက်ကဒီအပူပေးတဲ့အထုပ်ထဲကိုရေလောင်းထည့်လိုက်တော့မယ်ပေါ့နော်ဒီဟာလေးကိုနည်းနည်းတော့တတိထားပေးပါကလေးတွေလှုပ်တဲ့အခါမှာအလုံးပိတ်အခန်းထဲမှာလှုပ်တာမျိုးတို့ပြီးတော့ဒီမျက်စိနဲ့တိုက်ရိုက်ဒလိုကြီးကြည်တာမျိုးတို့မလုပ်ခိုင်းပါနဲ့ဒီဟာကိုလေရေလောင်းထည့်ပြီးပြီဆိုရင်လုံးဝဒီ hot pot အိုးထပ်ပြီးတော့အဖုံးကိုလုံးဝပိတ်ထားပြီးတော့ကြက်မှပဲဖွင့်တော့ပေါ့နော်ဒီဟာနည်းနည်းလေးအနေရရှိပါတယ်တော့ရေလောင်းထည့်လိုက်ပါတော့မှာသူ့ရဲ့အထုပ်လေးတွေကိုလေမြုပ်သွားတဲ့အထိထည့်ရင်ရပြီကဲဒီမှာအငွေတွေတော့ထွက်နေပြီအဖုံးအုပ်ထားလိုက်ပါတော့မယ်ဆိုတော့ညီတို့10မိနစ်လောက်တော့စောင့်ပေးလိုက်ပဲအပြင်ထုတ်ရင်လည်းထုတ်ထားလိုက်ဟဲ့အဲ့ခွေးနှက်ကဘလို့ရိုက်နေပါဆိုကဲစမယ်1 2 3ဖောင်းလေးဖွင့်လိုက်တာနဲ့ကိုအနမ်းကမွေးထွက်လာတာပါကဲကြက်ပါပြီဝါမာလာအနမ်းကအရမ်းမွေးတယ်ကဲစားကြရအောင်ကြာစံဖက်လေးတွေအရင်စားလိုက်မယ်အစ်စနေပဲမာလာရတာလုံးဝတကယ်ပြင်းပြင်းထန်ထန်လေးတွေးခဲ့စားကြရအောင်ထူထူကြီးလေးထားပါနော်ဘဲတွေးသူ့ရဲ့ဒီတွေးခဲ့ရလေသူတို့လေအရတာနှက်ထားပေးတယ်သိလားဖွယ်ဖွယ်ကြီးမဟုတ်အဲ့ဒါကိုမာလာဟင်းရည်လေးနဲ့စိန်လိုက်တော့ပိုကောင်းတော့ကောင်းတယ်အေးဆက်ဆက်လေးနဲ့ကြာဆိုရင်ရည်ဖက်လေးစားပါမယ်
ခောက်ကလေးတွေအများကြီးပဲပြုတ်လိုက်တော့လေထွေးလိုက်ကြီးအများကြီးပဲဖြစ်သွားငုံကတုံးလုံးတွဲဖြစ်ငုံဥပေါင်းခေါ်မလားတို့တရုတ်ငုံဥပေါင်းဒီနေ့နီးကဒီ hot pot ဝူကြီးတွေလက်ဆောင်ပို့ပေးတာကတော့နီတို့မန္တလေးကခန့်ထယ်မြင့်စတိုးကဖြစ်ပါတယ်အဲ့ဆိုင်လေးမှာကနီတို့ဒီလိုမျိုး hot pot ဘူးတွေတရုတ်ခောက်ဆွဲဘူးတွေပြီးတော့ခရူးခောက်ဆွဲတွေဆိုရင်လည်းဘူးတွေရောအထုပ်တွေရောကိုမှလက်လီရောလက်ကာရောဝယ်လို့ရတာဖြစ်တဲ့အတွက်အရန်ကိုအဆင်ပြေတယ်ပြန်ရောင်းချင်တဲ့သူတွေဆိုရင်လည်းလက်ကာသွားဝယ်လို့ရတယ်ပေါ့နော်လိပ်စာလေးနီပြောပေးပါမယ်လိပ်စာကတော့နီတို့မန္တလေးမြို့38လမ်းနဲ့90 E တောက်မှာရှိရယ်ဖုန်းနံပါတ်က399639 0545ခန့်ထယ်မြင့်စတိုးဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးမုံဆန်းဆန်းကလေးတွေကိုစိတ်ကြိုက်ရွေးဝယ်ခြင်းတဲ့လူတွေကတော့ဆိုင်မှာတော့ဝယ်လို့ရပါတယ် delivery နဲ့မှာခြင်းတဲ့လူတွေကတော့ဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်ဒီလိုမျိုးနေကိုလက်ဆောင်တွေအများကြီးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်